အားလုံးမင်္ဂလာပါကျွန်တော်ရဲ့အကောင့်ထဲမှာဒီ marketing နည်းစီဟိုကိုကြီးရဲ့ marketing နည်းစီဆိုတဲ့ချင်းလေးကိုကျူရီလေးလောက်ဝေးပါဆိုကျွန်တော်ဒါလေးကို debit channel နဲ့ဆွဲမအားတော့ဒီဂီတာနဲ့ပဲပြပေးမယ်ပေါ့နော်ဒီတချင်းကတော့ကီးကြည့်ပေါ့နော်ရောမိုင်နာလေးနဲ့စာတီးမှဖြစ်ပါတယ်အဲ့တော့ကျွန်တော်တို့ဒီတချင်းကကျွန်တော်တို့ဟိုမြန်မာတန်စင်လိုမျိုးဒီဟို piano နဲ့တွဲလုံးအများကြီးနဲ့နောက်တုံမင်းလိုမျိုးနဲ့အဲ့လိုတီးကြမဟုတ်မလဲဂီတာနဲ့တီးမှဖြစ်တဲ့အတွက်ကျွန်တော်တို့တစ်ချက်ဂီတာစတိတ်နဲ့ပဲတီးရမှာဖြစ်ပါတယ်เนาะဂီတာစတိတ်နဲ့တီးမှဖြစ်တဲ့ဒါဟာကျွန်တော်ပြေဆုံးချင်မှပြေဆုံးနိုင်မယ်เนาะဒီမြန်မာတန်စင်လိုပြေဆုံးနေမှာမဟုတ်ဂီတာစတိတ်နဲ့ပဲပြေဆုံးနေမှာဖြစ်ပါတယ်အဲ့တော့ဒီတင်တဲ့ဟာလေးကကျွန်တော်အပျော်တင်လိုက်တာပါအဲ့ဒါလေးကဒီဟို finger stain ထဲမှာကျွန်တော်ဒီ call လေးတွေကို stain နဲ့ကိုပြန်တီးရတာပဲရှိရခွေထဲပုံစံမဟုတ်ဘူးပေါ့နော်အဲ့တော့ဟုတ်ပြီဗျကျွန်တော်တို့ဒီမှာ email နဲ့ site ရှိအဲ့မှာကျွန်တော်တွဲမဲ့အလုံးလေးတွေပေါ့နော်သုံးမဲ့အလုံးလေးတွေကျွန်တော်တီးပြရမယ်ပေါ့နော်ကြည့်လိုက်မယ်ဒီတစ်ကျိုးခနဲ့စားလိုက်မယ်ကြည့်အကွက်ရေးဆိုဒီမှာလှမ်းကြည့်လိုက်မယ်ပေါ့နော်တစ်ကျိုးနဲ့စားမယ်အဲ့ဒီနောက်လုံးလိုက်မှကြည့်မယ်ကြည့်မယ်နော်အဲ့ဒီပုံကဒီမှာဖြစ်ပါတယ်เนาะအဲ့တော့တရားကြည့်လိုက်မယ်ဆိုဂီးကြည့်တဲ့ဂျီမီဂျာစကေးတဲ့နှုတ်တွေပဲဒါပေမဲ့ဒီမှာကျွန်တော်တို့ flat note တစ်လုံးပါတယ်ပေါ့เนาะဒီမှာ do re mi fa ဒီမှာ so ဆိုတော့ do re mi fa ဒီမှာကြည့်မှာ fa စထည့်လိုက်ရပါပေါ့เนาะအဲ့တစ်လုံးလေးပဲပြန်ကြည့်မယ်အဲ့ဒီနှုတ်လေးပြန်မှတ်ကြည့်မယ်တစ်ကျိုးနဲ့စားကြည့်မယ်နှစ်ကျိုးရောက်ပြီသုံးကျိုးရောက်ပြီလေးကျိုးရောက်ပြီငါးကျိုးရောက်ပြီเนาะအဲ့ဒါလေးတီးကြည့်မယ်ကျွန်တော်တို့အဲ့တော့အဲ့ဒီခနဲ့စာတီးမယ်ပေါ့နော်တီးရမယ်ဆိုရင်အဲ့လိုစလာမှာဖြစ်ပါတယ်တီးကြည့်မယ်ဆိုတော့ pause တိုင်တီးမယ်ပေါ့နော်တီးပါနော်ပြန်တီးကြည့်မယ်အနည်းအားလေးကိုလို့သွားမယ်ပေါ့နော်အမြန်လေးကြည့်မယ်ဆိုအန်ဒီကြည့်ပဲနော်အဲ့နောက်ခေါက်လာမယ်ပေါ့နော်အဲ့ဒါပြန်ကြည့်မယ်နေစိုးနော်အဲ့မှာကျွန်တော်ဒီမှာတက်သွားမယ်ဒီမှာကြည့်ရပါစို့နော်အဲ့ပုံစံဖြစ်အောင်မယ်ကြံလေးကြည့်မယ်အဲ့ဒီပေါ့နော်ဟုတ်ပြီအဲ့ဒါပြီးမှကျွန်တော်တို့ဒီ open swing ကျွန်တော်ဒီမှာဒီ note ယူလိုက်မယ်ပေါ့နော်ဒီမှာအဲ့လိုတွားချင်အောင်ပေါ့အဲ့တော့ကျွန်တော် open swing ယူလိုက်မယ် not ဒီ link တစ်ခုอ่ะပေါ့နော် open swing ကျွန်တော်တို့ဒီမှာလေးချိုးယူလိုက်မှာဖြစ်ပါတယ်သူက open swing ထည့်သွားမှာ open swing လေးချိုးပြီးတော့ငါးချိုးပြီးတော့လွတ်လိုက်မယ်လွတ်လိုက်ပြီးတော့ဒီမှာ G ရဲ့ do note ပြီးတော့ D note သူက E note ထည့်လိုက်မယ်ပေါ့နော် open swing နော်ကြည့်မယ်ဆိုဒီလိုဖြစ်အောင်မှာပေါ့နော်ကြည့်မယ်အဲ့ဒါဒီလေးမယ်ဆိုရင်ပြန်ကြည့်မယ်နော်အနေဆုံးပြန်လာတော့ကြည့်မယ်ဆိုဒါ open ဆွတ်ထည့်မယ်ပြန်ကြည့်မယ် open ဆိုရင်လေးကျုံးနဲ့စားမယ်အဲ့ဆိုဒီဆက်ကြည့်မယ်အဲ့နဲ့နော်
အပုံစံမျိုးပြီးတော့ကျွန်တော်ဒီမှာပြန်တွဲရမယ် open swing တွဲချင်တဲ့ຢာဒီလိုပဲတွဲရကျွန်တော်ဒီလိုပဲတွဲ open swing တွဲမယ်ဆိုဒီမှာ6ကျိုးနဲ့4ကျိုးနဲ့ပေါ့เนาะကျွန်တော်တို့ note ရဆိုတော့ဒီမှာ G နဲ့ D note တွဲမှာပေါ့တွဲလိုက်ပဲနော် B နဲ့ B note ပြန်တွဲမယ် E note ပြန်တွဲမယ် D note ပြန်တွဲမယ် G ပြန်တွဲမယ် E ပြန်တွဲမယ်အဲ့ဒါက PP ပြန်တွဲသွားတာဖြစ်ပါရဲ့နော် PP ပြန်တွဲ AA ပြန်တွဲသွားတယ်ပြီးတော့ဒီမှာ G ကောချတယ်နော်အဲ့ဒါဖြစ်ပါတယ်သူကတီးလိုက်မယ်ဆိုsorry ပြန်တီးပဲG မိကြရဲ့အပဲကြီးကိုလာတယ်သူထဲမှာပါ GPT ပါဗောနော် GPT GPT GP D ပြီးတော့ဒီမှာ natural harmony ထည့်လိုက်မယ်နော်ဘယ်လိုဖြစ်အောင်မလဲဆိုတော့အဲ့ပုံစံမျိုးပေါ့နော်အဲ့တော့ဒါ intro တီးတဲ့ဟာဖြစ်ပါတယ်ပြီးတော့ဒီ finger stay နေရာလေးမှာပေါ့ဒါ corner ရောတီးမှာဖြစ်ပါတယ်အဲ့ဒါလေးကသူတစ်ချက်ချလိုက်တယ်ပေါ့ email တာကောင်းပါဒါတစ်ဆောက်တက်သွားတာပေါ့နော်ဒီ core မှာပါတယ်အလုံးလေး open swing ထက်တက်သွားနှစ်ကျိုးနော်တစ်ပဲနှစ်လာမယ်နော်ပြီးတော့ဒီမှာလက်တန်းလေးထည့်လိုက်ပေါ့ A note မှာနော်အော်ဒီလက်တန်းလေးပဲဒီ core ထဲမှာအပို့ထည့်သွားစီပြီးတော့ A core ချမယ်အဲ့ဒါ open swing ပါအောင်ပထမ core ထဲအလုံးတီးမယ်နှစ်ကျိုးနော်ဒါနှစ်ကျိုးထိတီးချလိုက်ပြီးတော့3 note ပေါ့နော်ဒီမှာ3ရဲ့ကျိုးထဲမှာဒါပြီးတော့ open swing နော်ဒီ chord ထဲအလုံးပဲပြီးတော့လွတ်လိုက်မယ်လွတ်လိုက်မယ်ဖြစ်ပါတယ်နော်အဲဆိုတော့ဘယ်လိုဖြစ်မလဲဆိုတော့နော်အဲ့ဒါပြီးမှ तू ကကျွန်တော် C chord နဲ့ D chord သွားမှာဖြစ်ပါတယ်နော်အဲ့တော့ C chord တတိုင်းပဲကြိုက်လိုက်ပဲ5ကျိုးနဲ့ဒီ1ကျိုးနဲ့ပေါ့လို့သွားမှာနော်တော့ပို့ austin ထဲမှာဖြစ်ပါတယ် G note နဲ့ G fret note ဒီမှာကြည့်လိုက်မယ်ကြည့်မယ်နော်ပြီးတော့ open swing ထည့်လိုက်ရနော်ဒီမှာပြင်ဒီလေ6 5ကျိုးနဲ့ open swing E နဲ့ C note အပြန်ဒီမှာဖြစ်ပါတယ်နော်ကြည့်မယ်ဆိုပြီးတော့ D ကောဖြစ်အတွက် D ရဲ့ root နဲ့ D မှာဖြစ်ပါတယ်၄ root နော်တော့ open ဆွဲမယ်နှစ်ကျိုးပဲ open ဆွဲထိုင်မှာနော်ပြီးတော့5ကျိုးရင်ပြန် D မှာဖြစ်ပဲဟောဒါ G ကောခိုင်တာဖြစ်ပါတယ်နော်ဒီမှာကြည့်ဒါ6ကျိုး EU ခဏယူသုံးလိုက်မယ် G စစ်ရဲ့စစ်ကောရဲ့စစ်နှုတ်ပေါ့ပြီးတော့ C ကောလာမယ်အဲ့ဒါဒီနှစ်ကျိုးပဲကစားတာဖြစ်ပါတယ်ပြီးတော့6ကျိုးနဲ့တွဲဒီမှာဖြစ်ပါတယ်သူရဲ့ကောရဲ့မီနိုဒါ C ကောထက် C နိုပဲเนาะတော့ D call လာမယ်အဲ့ဒီကျိုးပဲကစားမှာဟောဒီ call ရဲ့ root နဲ့ပဲကစားမှာเนาะဒီကျိုးပြန်တက်သွားပြီဟော email တာအဲ့မှာ email တာနဲ့ D နဲ့ C နဲ့ကစားမှာပေါ့เนาะကျွန်တော်ပထမ finger စင်ဒီဟာဒီမှာပဲတကောထဲပဲတီးထားဒါပေမဲ့အဲ့ကောင်နှစ်ကောဖြစ်ပါတယ်ကျွန်တော် room မယူဘဲနဲ့တီးတဲ့အတွက်ပေါ့နော်ကြည့်မစို့
ဒါစီကောသွားမှာတီနဲ့တန်နော်အေးမလားထဲမှာတဲဆိုအဲ့ဒီဟာလေးပေါ့ဆိုနော်စီကောပြန်လာဟောနော်ဒါဒီသူ့ကောဖြစ်အတွက်ဒီကောရဲ့ room နဲ့တွဲတီးမှာပေါ့နောက်ပြီးတော့တီကောလိုက်ပဲနော်အပုံစံမျိုးပေါ့တီးကြည့်မယ်ဆိုနော်အဲ့မှာဒီအပေါ် sustain တေးပါမတေးအောင်တီးရမှာဒီ5ကျိုး4ကျိုးလမ်းကြီးမျိုးများပေါ့နော်ပြန်ပြမယ်ဆိုနော်အဲ့ဒါသူပြောပြန်သေးရပါအမှုစံမျိုးပေါ့နော်ပြီးတော့ကျွန်တော်Gနဲ့ပြန်စားမှာGနဲ့အဲ့မှာကဒီ1ကျိုးနဲ့2ကျိုးနဲ့ပဲအဓိကလောက်အောင်မှာပေါ့နော်နော်ကျွန်တော်ဒီကြည့်မယ်ဆိုအဲ့မှာက A ထဲရ A နောက်ထဲဒီလက်လာမှာဒါပေမဲ့ E minor နဲ့တီးထားသူရခွေထဲမှာကျွန်တော် A နဲ့တီးရပေါ့နော်ဒါပေမဲ့ E minor နဲ့မတီးပြန်မယ်ထဲမှာတော့အပေါ်6ကျိုးနဲ့တွဲတီးသွားဒီမှာ2ကျိုးနဲ့အဲ့ဒါကဒီ3ကျိုးနဲ့4ကျိုးပဲပေါ့နော်ကြည့်မယ်ဆိုကြည့်မယ်ဆိုအဲ့ပုံစံမျိုးပေါ့နော်ပြီးတော့တီလာအဓိကဒီ open swing တစ်ကျိုးနဲ့ကစားသွားတာပါကြည်ဖန်တော့နှစ်ကျိုးပြန်တက်သွားတယ်ပြီးတော့သူက C နဲ့တီကစားမှာတစ်နဲ့နှစ်ပဲကစားအောင်အပေါ် room နဲ့ဒါတီကောမှာနော်ပြီးတော့သူကလာတော့မှာအဲ့မှာ A note ထပ်တီးတဲ့ရဒီတိုးဆိုပုံစံဒါပေမဲ့ T note ထပ်တီးမှာပို့ပြီးတော့တပါဝါချမယ်ပေါ့နော်ကျွန်တော်တီးဟာ A note တီးထားတာဖြစ်ပါတယ်ဒါပေမဲ့ထဲမှာ T note နဲ့ပြပေးမှာပေါ့နော်အဲ့ဒီနေရာလေးကနော်ဒါတစ်ကျုံးနဲ့နှစ်ကျုံးကစားပါ open swing open swing မှာ G note ပြန်ထည့်လိုက်တယ်ပြီးတော့ TU ကစားမယ်ပြီးတော့ပြတ်ထည့်မယ်ပြီးတော့သူကဒီ root နဲ့ပြန်မတီးချင်ဆိုရင်သူရဲ့ဒီမီနှုတ်နဲ့ပြန်တီးရတာပေါ့နော်သူကမီနှုတ်အတီးရGရဲ့ G ကောရဲ့မီနှုတ်တူလို့ပေါ့အဲ့တော့ open swing နဲ့ကစားမှာဖြစ်အတွက်ဒီ G ရဲ့အဆုံးပြပေးမယ်ပေါ့နော်ဒါဟုတ်ပြီ open swing နှစ်ကျွန်းကစားမှာထက်လိုက်ရမှာနော်ပြီးွားရင်သူက P နှုတ်နဲ့ဒီနှစ်ကျွန်းကစားပေါ့ပြီးတော့ open swing A နှုတ်နဲ့ကစားမှာ open swing 5ကျိုးပေါ့နော်မနော်ဟောဒါတစ်ကျိုးနဲ့နှစ်ကျိုးကစားတာနော်အော်ဒီမှာဆိုဒါ၄ကျိုးနဲ့ကစားရယ်နော်၄ကျိုးနဲ့ဒါ D ကောရှင်းသွားယူဒါပီနော်ပြန်စားရယ်ကြည့်ပါစို့ဒါမှတီနော်ကစားရရောဒီမှာနော်၄ကျုံနဲ့အဲ့ဒါလေးပါပဲပေါ့နော်အဲ့ပြန်တီးကြည့်မယ်ဆိုသွားမှာပေါ့နော်ဒီမျိုးဆိုရင်နော်
တော့ E နောက်ကစားမယ်အဲ့မှာရောင်တာရပေါ့နော်ကျွန်တော်အနေပြရင်အတွက်သူအနေတီးချိန်မှာနည်းနည်းလေးခွက်ကြလေးဖြစ်တယ်အဲ့မှာ D core နေရယူပေါ့နော် D core ဆို D ရဲ့ root နဲ့ပဲဆုံးပေးလိုက်အောင်ဒါ A နဲ့ဆုံးလို့ရရပါတော့ G ပြန်တက်မှာဖြစ်တဲ့အတွက်ပေါ့နော်သူရဲ့ second note ဖြစ်နေ G ရဲ့ဆိုဘယ်လိုပဲတီးလို့ရရပေါ့နော်နောက်ဒီမှာပေါ့ကျွန်တော်ဘင်္ဂစတိုင်တီးတဲ့ထဲမှာတော့ကျွန်တော် A နဲ့ပဲတီးရကျွန်တော် A နဲ့တီးရပို့ကြိုက်လို့ဒါလေးပေါ့နော်ဒီထက်တီးတဲ့ဟာလေးနည်းနည်းလေးဂီတာစတိုင်ဆန်ဆန်လေးတီးထားတာဖြစ်ပါတယ်ကျွန်တော်တို့မြန်မာတန်းစင်လို့တီးတာမဟုတ်ဘူးပေါ့နော်အနေတစ်ခေါက်ပြန်တီးပြမယ်ဒီမှာလည်းချော့တာလည်းပါရပေါ့ဖြစ်လဲဆိုတော့ပြားနေဆိုတော့အာယုံတွေများနေတာပေါ့နော်ဒီလိုင်းတီးနေတော့ထင်မှာမဟုတ်ဘူးနည်းဒီကင်မရာကြီးလိုက်ဒါလည်းကြီးလိုက်ဆိုတော့နည်းနည်းလေးပစောင်းကနေနိုင်တယ်ပေါ့အဲ့ဒါလေးပါပဲ intro လေး